ပရိသတ်တို့ရေကျွန်တော်တို့ချစ်မြတ်နိုးရတဲ့အနာမဇက်ကောင်တွေဟာရိုးရိုးရှင်းရှင်းပုံဆွဲထားတဲ့ကာတွန်းတွေတက်တက်လားဒါမှမဟုတ်သူတို့ရဲ့ရင်ထဲမှာကျွန်တော်တို့လူသားတွေလိုပဲရှုပ်ထွေးတဲ့ခံစားချက်တွေနည်းနည်းတဲ့အတွေးခေါ်တွေရှိနေသလားဒီမေးခွန်းရဲ့အဖြေကရှိနေပါတယ်ဆိုတာပါပဲအနာမဇက်ကောင်တွေဟာတကယ်တော့လူစိတ်ပညာရဲ့မှန်ပေါင်းတစ်ခုလို့ပြောလို့ရပါတယ်ဒီနေ့ကျွန်တော်တို့ဟာအနာမဇက်ကောင်တွေရဲ့စိတ်သက်ရေးရာနည်းနည်းမှုတွေကိုအတူတူထိုးပေါက်လေ့လာကြည့်ကြမှာဖြစ်ပါတယ်။သူတို့ဘာကြောင့်ဒီလိုဆုံးဖြတ်ချက်တွေချကြလဲ။ဘာကြောင့်ဒီလိုပြုမှုကြလဲ။သူတို့ရဲ့လုပ်ရက်တွေနောက်ွယ်ကစိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေကဘာတွေလဲဆိုတာကိုရှာဖွေကြည့်ကြရအောင်အနာမဇက်ကောင်တွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုယ်ရည်ကိုယ်သွေးခံစားချက်တွေနဲ့လူသားတွေရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝကိုအံ့ဩစရာကောင်းလောက်အောင်ပုံဖော်ပြသနိုင်တာကြောင့်ကျွန်တော်တို့ရဲ့ရင်ထဲကိုထိမှန်စေပြီးဆွဲဆွဲမြဲမြဲမှတ်မိနေစေတာပါပထမဆုံးအနေနဲ့ Joseph Campbell ရဲ့ Hero's Journey သူရဲကောင်းခရီး theory နဲ့စတင်ကြပါစို့အနာလောကမှာဒီ theory နဲ့အကိုက်ညီဆုံးဇက်ကောင်တဦးကတော့ Naruto Uzumaki ပါပဲ Naruto ဟာငယ်စဉ်ကတည်းကမိဘမဲ့ရွာသားတွေရဲ့ခွဲခြားဆက်ဆံခြင်းခံရပြီးအထီးကျန်ဆန်ခဲ့ရသူပါဒါပေမဲ့သူဟာ Hokage ရွာကောင်းဆောင်ဖြစ်လာဖို့အိမ်မက်မက်ခဲ့တယ်ဒီအိမ်မက်ကသူ့ရဲ့အထီးကျန်ဆန်မှုကိုကြော်လွှားပြီးအတိအမှတ်ပြုခံရလို့တဲ့ချစ်ခင်မှုရလို့တဲ့ပြင်းပြတဲ့ဆန္ဒကနေပေါက်ဖွာလာတာပါဒါဟာမဆောရဲ့လိုအပ်ချက်ပြရမယ် hierarchy of needs ထဲက belongingness ပိုင်ဆိုင်မှုနဲ့ esteem ဂုဏ်သိက္ခာဆိုတဲ့အဆင့်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်နောက်တဦးကတော့အထကွန်တက်တင်ကရန်ရေးကျော်ပါသူဟာငယ်စဉ်ကမိခင်ကိုတိုက်တန်စားတာကိုမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့အတွက်ပြင်းထန်တဲ့စိတ်ဒဏ်ရာ trauma ရခဲ့သူပါအဲ့ဒီစိတ်ဒဏ်ရာကသူ့ကိုအပြင်းထန်ဒေါသထွက်စေပြီးတိုက်တန်အားလုံးကိုတုတ်တင်ပစ်မယ်ဆိုတဲ့ရည်မှန်းချက်ကိုပေးခဲ့ပါတယ်သူ့ရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့စိတ်ဘလို့နီးလန်းနဲ့မဆိုရည်မှန်းချက်ကိုအရောက်လန်းဖို့စ조사တဲ့စိတ်ကသူ့ရဲ့ဒဏ်ရာတွေကနေဆင်းသက်လာတာပါဒါဟာ post-traumatic stress disorder ရဲ့လက္ခဏာတွေနဲ့ကိုက်ညီနေပြီးလူတစ်ယောက်ရဲ့အနာဂတ်ဆုံးဖြတ်ချက်တွေကိုစိတ်တန်ရာကဘလောက်အထိလွှမ်းမိုးနိုင်လဲဆိုတာကိုပြသနေပါတယ်ပိုပြီးပြင်းထန်တဲ့ဥပမာအနေနဲ့ Berserker Guts ကိုကြည့်ပါသူ့ရဲ့ဘဝတစ်လျှောက်လုံးဟာမရေမတွက်နိုင်တဲ့ဒဏ်ရာတွေတစ္ဆာဖောက်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒါကြောင့်သူဟာအခြားသူတွေကိုယုံကြည်ဖို့ခက်ခဲပြီးအမြဲတမ်းတကိုယ်တည်းရပ်တည်ဖို့စ조사နေတာပါဒါဟာ attachment theory မှာပြောတဲ့ avoidant attachment style ရှောင်ဖယ်လိုတဲ့ပတ်သက်မှုပုံစံနဲ့တူပါတယ်ကဘာကြီးကိုကယ်တင်ခြင်းနဲ့သူရဲကောင်းတစ်ယောက်ကနေလူသက်သမားတစ်ယောက်ဖြစ်လာနိုင်မလား Death Note က Light Yagami ရဲ့ဇာတ်လမ်းကဒီမေးခွန်းရဲ့အဖြေကိုပေးပါတယ်အစပိုင်းမှာ Light ဟာရာဇဝတ်ကောင်တွေကိုတုတ်တင်ပြီးတရားမျှတတဲ့ကဘာကြီးကိုဖန်တီးချင်ခဲ့တာပါဒါပေမဲ့ Death Note ရဲ့စွမ်းအားကိုရလာပြီးနောက်မှာတော့သူဟာကိုဖျားလိုသဘောထားပြီးသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်သူမှမစောရကတတ်နိုင်ဘူးလို့ယုံကြည်လာပါတယ်ဒါဟာ hubris မာနကြီးမှုနဲ့ God complex ဖျားသဖွယ်ထင်မြင်မှုရဲ့အကောင်းဆုံးဥပမာပါပဲသူရဲ့လုပ်ရက်တွေကိုတရားမျှတတယ်လို့ခံယူထားတဲ့ cognitive dissonance အသိဉာဏ်မှုဆိုင်ရာမကိုက်ညီမှုကြောင့်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပျက်စီးယိုယွင်းမှုတွေကိုမြင်တွေ့ရမှာပါ Coaches က Lola Twy Britannia ကလည်းထိုနည်းလဲကောင်းပါပဲသူဟာသူချစ်တဲ့ညီမလေးအတွက်ကဘာကြီးကိုပြောင်းလဲဖို့အတွက်လိုအပ်ရင်လူဆိုးတစ်ယောက်လိုဟန်ဆောင်ပြီးရက်ဆက်တဲ့ဆုံးဖြတ်ချက်တွေချခဲ့သူပါအဆုံးသက်ကအားလုံးကိုတရားမျှတစေတဲ့ဆိုတဲ့ utilitarianism အသုံးဝင်မှုဝါဒကိုသူလက်ကင်ထားခဲ့ပါတယ်ကျွန်တော်တို့လူသားတိုင်းဟာကိုယ်ဘသူလဲဘာလို့တင်လဲဆိုတာကိုအမြဲရှာဖွေနေကြပါတယ်။ Neon Genesis Evangelion ကရှင်ဂျီကယ်ရီဟာဒီရှာဖွေမှုရဲ့ပြရုပ်ပါပဲရှင်ဂျီဟာကိုတန်ဖိုးမထားတတ်ပဲအမြဲတမ်းသူများရဲ့အတိမတ်ပြုမှုကိုလိုလားနေသူပါသူဟာ Hedgehog's Dilemma ဖြန်ကောင်ပြဿနာလိုပဲတခြားသူတွေနဲ့နီးနီးကပ်နေခြင်းပေမဲ့ထိခိုက်ခံရမှာကိုကြောက်ရွံ့နေပါတယ်။ဒါဟာ attachment theory ထဲက anxious preoccupied attachment စိုးရိမ်ပူပန်ပြီးဆွဲလန်းတဲ့ပတ်သက်မှုပုံစံကိုဖော်ပြနေပါတယ်။ Mob Psycho တရားကမောက်လဲဒီလိုပါပဲသူ့ရဲ့အစွမ်းတွေကအမခန်းပေမဲ့သူဟာသူ့ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့သူ့ရဲ့တကယ့်တန်ဖိုးကိုရှာဖွေဖို့စ조사နေရသူပါသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကကျွန်တော်တို့လူသားတွေရဲ့ကိုယ်ပိုင်တန်ဖိုးရှာဖွေမှုကိုပုံဖော်ပြသနေပါတယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပြောပြရရင်အနာမဇက်ကောင်တွေရဲ့စိတ်သက်ရေးရာနည်းနည်းမှုတွေဟာဂျပန်ယဉ်ကျေးမှုနဲ့အတွေးခေါ်တွေရဲ့လွှမ်းမိုးမှုအများကြီးရှိပါတယ်။ဥပမာ Mono aware အရာရာတိုင်းရဲ့မမြဲခြင်းကိုခံစားတတ်တဲ့စိတ်
ဝါဘစ်စပီမပြည့်စုံမှုတွေကအလှတရားအခေကရဲ့အသက်ရှင်ရတဲ့ရည်ရွယ်ချက်တို့လိုအတွေးအခေါ်တွေဟာဇက်ကောင်တွေရဲ့ဘဝအပေါ်ရှုမြင်ပုံသူတို့ရဲ့ခံစားချက်တွေနဲ့ဆုံးဖြတ်ချက်တွေအပေါ်တွယ်ဝိုက်သောအားဖြင့်လွှမ်းမိုးနေပါတယ်။ဒါအပြင်ဂျပန်လူမျိုးတွေရဲ့ဟောင်းအတွင်းစိတ်ခံစားချက်နဲ့ထိတ်မှန်လူအများရှိကဟန်ဆောင်မှုဆိုတဲ့သဘောတရားတွေကလည်းဇက်ကောင်တွေကိုပိုပြီးရှုပ်ထွေးနေစေပါတယ်။ဥပမာအပြင်ပန်းမှာတည်ငြိမ်နေပေမဲ့အတွင်းစိတ်ထဲမှာမုန်တိုင်းထန်နေတဲ့ဇက်ကောင်တွေကိုမြင်ဖူးကြမှာပါ။ဒါဟာဒီဟောင်းနဲ့ထိတ်မဲကိုပုံဖော်ပြသတာပါပဲ။ဒါဆိုဒီအနာမဇက်ကောင်တွေရဲ့စိတ်သက်ရေးရာတွေကိုလေ့လာခြင်းကကျွန်တော်တို့အတွက်ဘာကျိုးရှိလဲ။အဓိကကတော့ empathy အစာနာမှုကိုမြင့်တင်ပေးတာပါပဲရှုပ်ထွေးတဲ့ဇက်ကောင်တွေရဲ့အတွင်းစိတ်ကိုနားလည်ခြင်းအပြင်ကျွန်တော်တို့ဟာတခြားလူတွေရဲ့ခံစားချက်တွေလှုံ့ဆော်မှုတွေကိုပိုပြီးနားလည်လာနိုင်ပါတယ်သူတို့ရဲ့အားနည်းချက်တွေအားသာချက်တွေရုန်းကန်မှုတွေကိုကြည့်ရင်ကိုလည်းပြန်သုံးသပ်မိပါတယ်ဘဝရဲ့အခက်အခဲတွေကိုဘလို့ရင်ဆိုင်ရမလဲကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဘလို့အကောင့်ထဲပေါ်ရမလဲဆိုတာကိုအနာမဇက်ကောင်တွေစီကနေသင်ခန်းစာယူနိုင်ပါတယ်အနာဟာရိုးရိုးဖြောပြရေးတမဟုတ်ပဲလူစိတ်ရဲ့နက်နဲရှုပ်ထွေးမှုတွေကိုထင်ဟပ်ပြသနေတဲ့မှန်တစ်ချက်လိုပါပဲဟေးနောက်တစ်ခါပရိသတ်တို့အနားကြည့်တဲ့အခါဇက်ကောင်တွေရဲ့အမိုက်စားတိုက်ခိုက်ခန်းတွေလှပတဲ့ကာတွန်းပုံစံတွေနောက်ွယ်မှာပုံကွယ်နေတဲ့သူတို့ရဲ့စိတ်သက်ရေးရာနက်နဲမှုတွေကိုပါအနှဲငယ်စူးစမ်းကြည့်စီခြင်းပါတယ်သူတို့ဘာကြောင့်ဒီလိုဖြစ်လာရတာလဲသူတို့ရဲ့အိမ်မက်တွေကဘာတွေလဲသူတို့ရဲ့ကြောက်ရွံ့မှုတွေကဘာတွေလဲဒီမေးခွန်းတွေကအနိုင်ကိုပိုပြီးနှက်ဆိုင်တဲ့အမှုပညာလက်ရာတစ်ခုအနေနဲ့မြင်လာစေမှာပါပရိသတ်တို့ရဲ့စိတ်အထဲမှာဆွဲမြဲနေတဲ့စိတ်ပိုင်းဆိုင်ရာအရာအနှက်ဆိုင်ဆုံးလို့ထင်ရတဲ့အနာမဇက်ကောင်ကဘာတူလဲဘာကြောင့်လဲကွန်မန့်မှာရေးခဲ့ပေးပါဦးကျွန်တော်တို့အတူတူဆွေးနွေးကြတာပေါ့ဒီနေ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်စီယာ